ဂုံတိတ်ကာဆိုတာထက်ဘယ်အသင်းပိုရှုံးနိုင်မလဲစောင့်ကြည့်ရမယ်အင်္ဂလန်ဒါဘီလီဗာပူးမန်ချက်စတာယူနိုက်တက်ပွဲကြိုရင်ခုန်တန်းဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရင်ကျန်ပါဒီကနေ့မှာတော့လီဗာပူးနဲ့ယူနိုက်တက်တို့ရဲ့အင်္ဂလန်ဒါဘီအကြောင်းလေးတွေပွဲကြိုရင်ခုန်ကြည့်ကြရအောင်ပါပရီးမီးယားလိဂ်ပွဲစဉ်၈အဖြစ်အောက်တိုဘာလ19ရက်နေ့မြန်မာစံတော်ချိန်ည10:00နာရီမှာတော့လီဗာပူးနဲ့ယူနိုက်တက်တို့ရဲ့အင်္ဂလန်ဒါဘီကိုဆင်နွှဲသွားကြတော့မှာပဲဖြစ်ပါတယ်အင်္ဂလန်ဒါဘီဆိုတာကျွန်တော်တို့ငယ်ငယ်ကလမ်းဘေးလက်ဖေးဆိုင်တွေမှာအလူရဲ့တိုးဝေပြီးတန်းစီကြည့်ခဲ့ရတဲ့ပြိုင်ဆိုင်မှုပြင်းထန်လေးရှိသလိုခုံသိက္ခာချင်းထပ်ပြီးပြန်ရလေရှိတဲ့ပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်အင်္ဂလန်ရှိပရီးမီးယားလိဂ်လို့အမည်မပြောင်းလဲခင်ကလီဗာပူးအသင်းဟာအင်္ဂလန်မှာအောင်မြင်ဆုံးအသင်းတစ်ခုဖြစ်ခဲ့သလိုဥရောပပြိုင်ပွဲတွေကိုနှစ်စဉ်နှစ်တိုင်းစိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းအဖြစ်ဂုဏ်သိက္ခာကြီးမားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အင်္ဂလန်မှာပရီးမီးယားလိဂ်လို့အမည်ပြောင်းလဲပြီးတဲ့နောက်ယူနိုက်တက်ကိုနီးပြကြီးဖောက်ကူဆန်ရောက်ရှိလာပြီးတော့လီဗာပူးအသင်းရဲ့အောင်မြင်မှုတွေကိုကြော်ဖြတ်ပြမယ်လို့ပြောခဲ့သလိုတကယ်လည်းအဲ့ဒီလိုလုပ်ခဲ့ပြီးချန်ပီယံလိဂ်ဖလားအရေးအတွက်ကလွှဲရင်ကျန်စူဖလားအရေးအတွက်တာလွန်ခဲ့ပြီးယူနိုက်တက်ဖန်တွေအတွက် King of the England လို့ချစ်စနိုးနဲ့ခေါ်ခဲ့ကြတယ်မဟုတ်ပါလားထိုအချိန်ကနန်းကြဘရင်ဟာလီဗာပူးအသင်းဖြစ်ခဲ့ပြီးပရီးမီးယားလိဂ်ဖလားကိုပြန်လည်ရရှိဖို့တောင်နှစ်ပေါင်းများစွာကြာမြင့်ခဲ့ရပါတယ်ဒါပေမဲ့အခုချိန်မှာတော့နန်းကြဘရင်ဟာယူနိုက်တက်ပြန်ဖြစ်သွားပြီးနီးပြကြီးဖာကူဆန်နောက်ပိုင်းပရီးမီးယားလိဂ်ဖလားနဲ့ဝေးကာခဲ့ရတာဟာနှစ်ပေါင်း10စုနှစ်တခုတောင်ကျော်ခဲ့ပါပြီဘလို့ပဲနှစ်သိန်းလုံးအတက်ကြတွေရှိခဲ့ထိတ်တိုက်ရင်ဆိုင်တွေ့ဆုံတိုင်းအမြဲတမ်းပြိုင်ဆိုင်မှုကပြင်းထန်လေးရှိပြီးဘယ်သူကဘရင်လဲဆိုတာတက်တည်ပြကျင်နေကြသလိုပြည့်တဲ့အချင်းချင်းကလည်းညှင်းခုန်လေတိုင်းနေကြတာပဲမဟုတ်ပါလားဒီတစ်ချိန်တွေ့ဆုံမှုမှာတော့လီဗာပူးအသင်းဟာကစားသမားအသစ်တွေများနေတာကြောင့်အသင်းဟာဟန်ချက်မကြီးပဲနောက်ဆုံး3ပွဲမှာ3ပွဲလုံးရှုံးနေထားသလိုအနိုင်ရရှိထားတဲ့ပွဲစဉ်တွေမှာလည်းခြေအသာ9အသာနဲ့နိုင်ရရှိခဲ့တာမျိုးမဟုတ်ပဲနောက်ဆုံးမိနစ်နောက်ဆုံးအချိန်ပိုတွေရောက်ခါနီးမှာကက်ကက်နိုင်သွားတာမျိုးဖြစ်နေပါတယ်ဆိုတော့လီဗာပူးအသင်းဟာအရင်နှစ်ကလီဗာပူးမဟုတ်တော့တာကြောင့်ဒီနေ့ယူနိုက်တက်တို့အခွင့်အရေးရှိနေနိုင်အောင်မလားယူနိုက်တက်အသင်းဟာကြီးကြီးမားမားလူစင်းတွေပြောင်းလဲအသုံးပြုထားပေမဲ့ပြောင်းလဲသွားတာဆိုလို့အဲ့ဒီလူစင်းပဲဖြစ်ပြီးရလက်တွေကအတက်အကျများပြီးနောက်ဆုံးကစားခဲ့တဲ့ဆန်ဒါလန်နဲ့ပွဲစဉ်တစ်ခုကပဲအဆင်ပြေသေးအောင်ရှိခဲ့ပါတယ်ဒီတော့ဒီတစ်ခါတွေးဆုံမှုမှာဂုံတိတ်ခါအရာအပြိုင်ကြမလားဘယ်အသင်းကပိုပြီးရှုံးနိုင်မလဲဆိုတာကိုမကြခင်မှာပဲရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရင်ခုန်ကြတာပေါ့ဗျာဟုတ်ကဲ့နောက်နေ့တွေမှာတော့အင်္ဂလန်ဒါဘီနဲ့ပတ်သက်တဲ့အချက်လက်တွေနဲ့သတင်းအချက်လက်တွေကိုဆက်လက်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်အားပေးခဲ့ဖို့ဖိတ်ခေါ်ပါရစေခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel တကလေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လဲဘေးနားကခေါင်းလုံးလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးခဲ့တဲ့ပေါ်တာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ